အားလုံးပဲမင်္ဂလာပါရှင် DMN Entertainment ကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီနေ့က Friday ဖြစ်တဲ့အတွက်ကြောင့်အထူး special အနေနဲ့ horror အစီအစဉ်လေးကိုတင်ဆက်သွားမှာဖြစ်ပါရရှင်ဆက်လက်နားဆင်ပေးပါအောင်တော့အဲ့ဒီတုန်းကကျမရဲ့အသက်က17နှစ်လောက်ပဲရှိသေးတယ်ကျမအခုဆုံးတာလည်းတစ်နှစ်ကျော်ကျော်လောက်ပဲရှိသေးတယ်အဲ့ဒီနေ့ကကျမထူးထူးဆန်းဆန်းကျမအိမ်ခန်းထဲမှာဖုန်းကြည့်နေနေအိပ်ပျော်သွားတယ်။ကျမရဲ့အခန်းတိဆောက်ပုံကဘယ်လိုမျိုးလဲဆိုတော့အခန်း၄ခန်းရဲ့အိမ်ရှိရအိမ်ခန်းရဲ့အခန်း၄ခန်းကတစ်ခန်းဖျားခန်းတစ်ခန်းစတိုခန်းကျန်တဲ့အခန်းကကျမအမေတို့နဲ့ကျမအခန်းပေါ့နော်။ကျမကဘယ်တော့မှနေ့လည်ခင်းကိုမအိပ်ပျော်တတ်ဘူး။လုံးဝလည်းမအိပ်လည်းမအိပ်ဘူးပေါ့နော်။ဒါပေမဲ့အဲ့နေ့ကထူးထူးဆန်းဆန်းနဲ့ဖုန်းကြည့်နေနေအိပ်ပျော်သွားခဲ့တယ်။အဲ့လိုနဲ့ကျမအိမ်မက်တဲ့အချိန်မှာကျမအိမ်ရဲ့စတိုခန်းလေးကိုရောက်နေခဲ့တယ်။စတိုခန်းမှာဘာတွေရှိလဲဆိုတော့ဂတင်ဆင်ထားတယ်။အဲ့ဂတင်အောက်မှာ Aircon Indoor က box ရှိတယ်။အဲ့ဒီ box ကအပြင်မှာဆိုရင်လူတစ်ယောက်ဝင်လို့ရတဲ့အနေအထားမဟုတ်ပြင်မဲ့အိမ်မက်ထဲမှာလူတစ်ယောက်ဝင်လို့ရတဲ့အနေအထားနဲ့အခေါင်းပုံသဏ္ဍာန်ဖြစ်နေခဲ့တယ်။ကျမကလည်းအဲ့တုန်းကဆက်ဆုရှင်စိန်နဲ့အဲ့ဒီအခေါင်းကိုတွားကြည့်ခဲ့တယ်။အဲ့ဒီအချိန်မှာမြင်လိုက်ရတာကျမအဖိုးဖြစ်နေခဲ့တယ်။ကျမလည်းအရင်ကိုထိတ်လန့်သွားပြီးတော့နောက်ဆုတ်လိုက်တဲ့အချိန်မှာကျမအဖိုးကကျမရဲ့လက်ကိုစုပ်ကိုင်လိုက်တယ်။ကျမယုံပေမဲ့ကျမဘလို့မှယုံလို့မရဘူး။တေးရကြပြီဖြစ်တဲ့အတွက်ကြောင့်အသားတွေမှာလောက်တွေရောအသားတွေကပုံပဲ့နေပြီးတော့အရည်တွေထွက်နေခဲ့တယ်။ကျမသူ့ကိုတိုးဖယ်တဲ့အတွက်ကြောင့်ကျမလက်မှာသူ့ရဲ့အသားစားတွေပါလာခဲ့တယ်။ကျမလန့်ပြီးတော့အော်ခေါ်ပေမဲ့ဘယ်သူမှရောက်မလာခဲ့သလိုကျမလည်းမနိုးလာခဲ့ပါဘူး။ကျမအော်ကိုလေကျမအတန်ပူပြောက်လေးဖြစ်နေခဲ့ပါတယ်။အဲ့ဒီတော့ကကျမအချိန်လေးလည်းတော်တော်ကြာရဲလို့ခံစားခဲ့ရပါတယ်။အဲ့လိုနဲ့ကျမယုံရင်နဲ့နောက်ဆုံးမခံနိုင်ရင်တော့ဆိုကျမအကြိမ်អော်လိုက်တဲ့အချိန်မှာအမေကိုယ်တိုင်ကျမကိုလာနှိုးခဲ့ပါတယ်။ဘာဖြစ်တယ်လဲဆိုပြီးတော့မေးခဲ့တယ်။ဒါပေမဲ့အဲ့တော့ကျမကလေးပဲရှိသေးတာဆိုတော့မယုံလောက်ဘူးဆိုတဲ့အထင်နဲ့ကျမမပြောပြခဲ့ပါဘူး။အဲ့ဒီအချိန်မှာကျမရဲ့လက်ကအောင့်နေဆိုပြီးတော့ကျမကြည့်လိုက်တဲ့အချိန်မှာကျမရဲ့လက်မှာလက်သုံးချောင်းအရာကြီးထင်နေပါတယ်။အဲ့ဒီနေ့ညပိုင်းရပဲကျမနောက်တစ်ခုထပ်ကြုံခဲ့ရပါတယ်။အဲ့ဒါကတော့အိမ်မက်မဟုတ်ပါဘူးတကယ်လက်တွေ့ပါကျမအခန်းထဲမှာအိပ်ပျော်နေတဲ့အချိန်ကျမအခန်းရဲ့မှုရာက2ယောက်အိပ်ဆိုတော့ကျမအိပ်နေနဲ့မီးပြတ်သွားတယ်မီးပြတ်တော့ကျမနိုးလာတဲ့အချိန်မှာကျမဘေးမှာမိမတယောက်ကြီးရှိနေပါတယ်အဲ့ဒီမိမတယောက်ကလည်းတခြားလူမဟုတ်ပါဘူးကျမအမေရဲ့အမေပါကျမကဖြောင်ပြီးတော့ဖတ်လိုက်တဲ့အချိန်မှာကျမဘာတွေအိပ်ဆက်သွားတယ်တကူလုံးနဲ့တုံလာတယ်ကျမပြင်လုံးဖိကြည့်လိုက်တဲ့အချိန်မှာသူကခန္ဓာကိုယ်မလှည့်ပဲနဲ့ခေါင်းကြီးပဲကျမဘက်ကိုလှည့်လာခဲ့တယ်။အဲ့ဒီအချိန်မှာကျမလည်းလန့်ပြီးတော့ကျမအမေကိုအော်ခေါ်တာနဲ့အဲ့အကောင်ကြီးလည်းပျောက်သွားခဲ့တယ်။အဲ့ဒါလေးပါပဲရှင်။နားထောင်ရတာအဆင်မပြေတာပဲဖြစ်ဖြစ်တခုခုလိုအပ်တာပဲရှိရှိပြပြနိုင်ပါတယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကောင်းသောညလေးပါ